တခိတကပါရမီရှင်တွေလို့ယူဆရတဲ့မင်းသားနဲ့မင်းသမီးကိုရုပ်ရှင်ကတကားထဲမှာပြန်တွေ့ရတော့မေဆိုတဲ့သတင်းပေါက်ကြောင့်ကဲပရိသတ်ကြီးအလုပ်သိကြတဲ့အတိုင်းအရင်ခေတ်ရင်ခါတုန်းကတော့အနုပညာသမားတယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူသလိုမင်းသားမင်းသမီးဖြစ်ဖို့ဆိုတာကလည်းမင်းနိုင်တယ်လို့မျိုးလွယ်ကူတဲ့အရာမဟုတ်ပါဘူးအဲ့ဒီမှာမင်းသားပိုင်စေရဲထွန်းနဲ့မေလိုဒီကတော့ပရိသတ်တွေအားလုံးစီအားပေးမှုကိုသိမ့်ပိုက်နိုင်ခဲ့ကြသလိုတရုတ်ဆိုင်မိုင်းမာတွေမကကလေးတွေမွေးပြီးအိမ်အောင်တွေဖြစ်သွားကြတဲ့ချိန်မှာတောင်အခုချိန်ဒီလာတရားတွေတန်ရှိပြီးတော့လုံးဝမအိုတော့တယ်လို့မျိုးလူပြနေကြတော့မဲဖြစ်ပါတယ်ပိုင်စဲတွန်းဆိုရင်လေသူ့ရဲ့နေထွေသားရီကိုကအင်မတန်ကောင်းလွန်းတဲ့အတွက်သူများတွေလိုမိတ်ကက်ဆရာများကြီးမလို့ပဲဘေဘီမိုင်းတပူးနဲ့တင်ရှူတင်ကိုရှိုက်ကူးရေးလုပ်ခဲ့တယ်လို့ဆိုထားခဲ့ပူပါတယ်။အဲ့လိုအလားပပိုင်းမာတွေမကအပါကိုမှတေချာပြင်ဆင်စရာမလိုပဲပါရမီရှင်တွေလိုယူဆထားတဲ့သူတို့နေရာမှာပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာပဲရုပ်ရှင်ဇာတ်လမ်းတစ်ခုတွင်စာချုပ်ချုပ်ထားကြပြီးအနုပညာဆိုတာဘလို့တရုတ်ဆောင်ရလဲဆိုတာနောက်တက်လာမယ့်ဂျူနီယာမင်းသားမင်းသမီးတွေအတွက်ပညာပြရင်ရိုက်ကူးသွားကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်တခေတ်တကာကချုံမောခန့်ညာလွန်ခဲ့တဲ့ပိုင်စင်ရဲထွန်းနဲ့မေလိုဒီတို့ပါဝင်ရိုက်ကူးမဲ့ဒီစကားကတကယ်ကိုမှစံချိန်တင်အောင်မှာဆိုတော့ပရိသတ်ကြီးကိုလည်းစောင့်ကြည့်ပေးဖို့မမေ့ပါနဲ့အောင်ရှင်